ကြောက်ကတ်ကိုတတ်နေတဲ့အကျင့်ဆိုဆဲချက်မြန်မာပြည်မှာအခုတလောကြောက်ကတ်စီးနေရတဲ့သူတွေကြောက်ကတ်အစားထိုးဖို့ကျူးစားနေရတဲ့သူတွေဘာလို့ဒီလောက်တောင်များလာတာလဲကြောက်ကတ်ဆိုတာခန္ဓာကိုယ်ရဲ့အညစ်အကြေးတွေကိုစစ်ထုတ်ပေးတဲ့တစ်ခုတည်းသောစက်ယုံကြီးပါဒီစက်ယုံကြီးရပ်သွားရင်တင့်ဘဝလည်းရပ်သွားနိုင်ပါတယ်ကျွန်တော်တို့ကိုယ်တိုင်ပဲတိလျက်နဲ့ဖြစ်စေမတိဘဲနဲ့ဖြစ်စေကြောက်ကတ်ကိုဖျက်ဆီးနေမိတဲ့အချက်အလက်တွေကိုဒီနေ့အစအဆုံးပြောပြပေးသွားပါမယ်နာရာရှည်ယောဂနဲ့ဆေးဝါးအန်ဒီရယ်ပထမဆုံးနဲ့အဓိကတရားခံကတော့စီးကြိုနဲ့သွေးတိုးပါသွေးကြိုနဲ့သွေးပေါင်ချိန်ကိုတေးချမထိန်ပဲပေါ့ပေါ့ဆဆနေတာဟာကြောက်ကတ်ထဲကသွေးကြောလေးတွေကိုတဖြည်းဖြည်းလောင်ကျွမ်းပျက်စီးစေပါတယ်ဒုတိယအချက်ကဆေးတောက်မားတာပါခါနာဒူးနာလို့ဆိုပြီးအကွက်အခဲပျောက်ဆေးတွေကိုဆရာဟိုမပါပဲဆွဲတောက်တာဆက်ဆေးတွေနဲ့အတိအမှတ်မထားတဲ့တိုင်းရင်ဆေးတွေကိုရေရှည်ဆွဲသုံးတာဟာကြောက်ကတ်အတွက်အစိတ်တောက်နေတာနဲ့အကျူတူပါပဲဒီဆေးတွေမှာပါတဲ့ဓာတုပစ္စည်းတွေနဲ့စတီရိုက်တွေကကြောက်ကတ်ကိုဓာတ်ရိုက်ဖျက်ဆီးဖြစ်တာပါစားတောက်မှုပုံစံနဲ့လူနေမှုအလိထတတိယအချက်ကတော့စားတောက်မှုပုံစံပါအခုခေတ်မှာအလုတ်ရှုပ်လို့ဆိုပြီး ready made အစားအစာတွေခောက်ဆွဲကြောက်ထုတ်တွေနဲ့အငန်တက်များလို့နဲ့အစားအစာတွေကိုပဲအားကိုးနေကြပါတယ်ဒါတွေကကြောက်ကတ်ကိုအလုတ်တန်အရန်ပြစေပါတယ်စတုံးထအချက်ကရေမတောက်တာပါကြောက်ကတ်ကအညစ်အကြေးစစ်ဖို့ရေကိုအဓိကသုံးရတာပါရေဝအောင်မတောက်ရင်အညစ်အကြေးတွေပုံလာပြီးကြောက်တီတာပိုးဝင်တာတွေဖြစ်လာပါတယ်ပြီးတော့အချိုရည်တွေ gas ပါတဲ့အချိုရည်တွေကိုရေအစားထိုးတောက်နေတာကလည်းကြောက်ကတ်ကို6ထဲတွန်းချနေတာပါပဲလူတိနေတဲ့အကျင့်ဆိုးများဒါရင်မဲလားဆိုတော့မဟုတ်သေးပါဘူးကျွန်တော်တို့သတိမထားမိတဲ့အချက်တွေအများကြီးကြံပါသေးတယ်စီးအောင်ချင်းစီးသွားချင်တာကိုအောင့်ထားရင်ဘက်တီးရီးယားတွေပွားလာပြီးကြောက်ကတ်ကိုပိုးဝင်စေပါတယ်အသားဓာတ်အလိုအကျွန်းစားခြင်းကြွက်မားတက်ချင်လို့အသားတွေကိုပဲဖိစားတာပရိုတင်းပေါင်တာတွေအလွန်အကျွံတောက်တာကကြောက်ကတ်ကိုအပြင်းအထန်အလို့လို့ခိုင်းတယ်လို့ခက်စေပါတယ်ဆေးလိမ့်နဲ့အရက်ဒါတွေကကြောက်ကတ်စီသွေးသွားတာကိုဟန်တိုင်းပြီးကြောက်ကတ်ရဲ့လှုပ်ဆောင်ချက်ကိုကမောက်ကမဖြစ်စေပါတယ်အဲ့ရေးပြက်ချင်းကြောက်ကတ်ဟာညဘက်မှာသူ့ကိုယ်သူပြန်လဲပြုတ်ပြင်ထားတာပါအဲ့ရေးပြက်ရင်အဲ့ဒီပြုတ်ပြင်ရေးလုပ်ငန်းစဉ်ကြီးပျက်စီးသွားပါတယ်ကြောက်ကတ်ယောဂဟာတိတ်ဆိတ်သောလူတတ်သမားပါအတော်လေးပျက်စီးသွားမှလက္ခဏာပြတတ်တာမို့လို့တင့်မှာမျက်နှာဖောတာခြေထောက်ရောင်တာစီးတဲ့အမြုပ်တွေပါတာမျိုးခံစားရင်အမြန်ဆုံးစစ်ဆေးဖို့လိုပါသည်မပျက်စီးခင်ကြိုတင်ကာကွယ်တာကအကောင်းဆုံးပါတစ်သွေးတိုးစီးကြိုထိန်းပါနှစ်အညာနဲ့အတင်စားမုံတွေရှော့ပါလုံးရေများများတောက်ပါလေးဆေးတွေကိုစီးကမ်းမစိတ်မတောက်ပါနဲ့တင့်ကြောက်ကတ်ကျမ်းမာဖို့ဒီနေ့ကစပြီးအကျင့်ဆိုးတွေကိုပြင်လိုက်ရအောင်အားလုံးပဲကျမ်းမာကြပါစေ